မင်္ဂလာပါဗျကေတူး channel ကနေပြီးတော့ကြိုးဆိုပါရဗျ29ရက်10လ2025 12နာရီတော့ပေါ့နော်ဒါကျွန်တော်ပဋိစိုက်လူလေးကျွန်တော်ဖမ်းထားတယ်ပြီးရင်တော့ဒါထုံးစံတိုင်းပဲ3ပင်5ပင်ပြီးရင်4ပင်3ကပ်ပေါ့နော်ဒါကျွန်တော်ရဲ့မိတ်ဆွေတွေဒါတီးပြီးသားဖြစ်ပါတယ်ဆိုတော့ဒါဟို channel ကျွန်တော်အရင် live လွှင့်နေတဲ့ channel 3ခုလုံးကတော့ဟောဒါပြတ်သွားပြီပေါ့ဗျာနော်ဒီမှာဒီ view ကနေဖြတ်တာခံလိုက်ရတယ်ဆိုတော့ဒီဘက် channel အသေးလေးကျွန်တော်ထပ်ဖွင့်ထားတာပေါ့နော်တော့ကျွန်တော် live လွှင့်လို့မရသေးဘူးနော်ဗီဒီယိုတော့တင်လို့ရနေပြီဗီဒီယိုတင်ရတယ်ဆိုတော့ကြာဒါဗီဒီယိုလေးကျွန်တော်ဒါရိုက်ပြပြီးဒါကျွန်တော်ဒါတင်ပြပေးမှာပေါ့နော်နောက်တစ်ခုကဒါ29ရက်ကနေ31ရက်နေ့ထိပေါ့နော်ဒါကျွန်တော်စီမှာအဖွဲ့ဝင်ထားတဲ့ဒါမိတ်ဆွေများအတွက်ဒါကျွန်တော်ဒါ Viber မှာကျွန်တော်ဒါအဖွဲ့ဝင်ကတ်ပေါ့နော်ဒါကျွန်တော်ရဲ့ထုံးစံတိုင်းပဲဒါပုံမှန်ကတ်လေးကျွန်တော်တင်ပေးခဲ့ပြီးဖြစ်တယ်ဆိုတော့အကြောင်းမျိုးမျိုးကြောင့် line ကြတာပဲဖြစ်ဖြစ်မမြင်ရတာပဲဖြစ်ဖြစ်တော့ဒါမရသေးဘူးဆိုလို့ရှိရင်ဒါအဖွဲ့ဝင်များအနေနဲ့ဒါကျွန်တော်ရဲ့အသုံးပြုတဲ့ Viber ဖုန်းနံပါတ်39 668 342 933တော့ဒါဆက်သွယ်ပြီးတော့ဒါလာရောက်ယူလို့ရပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဗျဆိုဒီကောင် channel ကျွန်တော်ဟိုအစ်စ်ပေါ့နော် channel အစ်စ်ပေါ့ဆိုဒီကောင်ကကျွန်တော်ဟိုဟာဖြစ်ပါပဋိစိုက်မှုပေါင်းခြင်းပေါ့နော်ပဋိစိုက်မှုပေါင်းခြင်းသူကဒီသုံးလုံးပေါင်းခြင်းကသူက3ညဖြစ်တာပေါ့နော်9 1 4ပေါင်းခြင်းက3ညဖြစ်ခြင်းကြောင့်9 9 3ညပေါင်းခြင်း3ညဒါသူပေါင်းခြင်းမူတွေအတိုင်းပဲကျွန်တော်ဖမ်းထားတယ်ပေါ့နော်8 2 9ပေါင်းခြင်း9 8 5 3ပေါင်းခြင်း6 3 8 9ပေါင်းခြင်း3ည3 5 9ပေါင်းခြင်း5 3ည1 9ပေါင်းခြင်း8 3ည9 9ပေါင်းခြင်း8ဒါကျွန်တော်တို့ဒါပေါင်းခြင်းပေါ့ဆိုတော့သူ့မူအတိုင်းဆိုကျွန်တော်က4 5 1ပေါင်းခြင်းက3ည3ညဆိုတော့ဒါ3ည5ခွန်ကျွန်တော်ယူထားတာပေါ့ဆိုတော့3လုံးပေါင်းခြင်းကကျွန်တော်ကဒါ3ညဖြစ်ရမယ်5ဖြစ်ရမယ်ခွန်ဖြစ်ရမယ်ဆိုတော့ဒီမှာ4ထောက်ထားတယ်4ထောက်ထားတဲ့အတွက်ကြောင့်ဒါ3လုံးပေါင်းခြင်း3ညဖြစ်အောင်6 4ထောက်ထားတဲ့အတွက်ကြောင့်3လုံးပေါင်းခြင်း5ဖြစ်အောင်1 4ထောက်ထားတဲ့အတွက်ကြောင့်3လုံးပေါင်းခြင်းခွန်ဖြစ်အောင်3ဆိုတော့ဒါ6 1 3ပရိရှိရပါတော့เนาะဒါပေါင်းခြင်းကဒီမှာတဲ့နက်ခတ်ပါဝါဆိုတော့ကျွန်တော်က3မျိုးသလုံးယူထားတယ်ဆိုတော့ဒါကျွန်တော်ရဲ့မိတ်ဆွေတွေက6ပရိတို့1ပရိတို့3ပရိတို့ကြိုက်တဲ့မိတ်ဆွေများရှိခဲ့ဆိုလို့ရှိရင်ကိုရတဲ့ဟာလေးနဲ့ရွေးချယ်ပြီးတော့ကျွန်တော်ကန်ဆန်းကြည့်လို့ရပါတယ်เนาะ6ပရိရှိမယ်ပြီးရင်1ပရိရှိမယ်ပြီးရင်ကျွန်တော်3ပရိရှိမှာပေါ့เนาะဒီကောင်နဲ့ပရိဆိုင်ပါ29ရက်10လ2025ပေါ့เนาะ12နာရီအတွက်ကျွန်တော်ပရိဆိုင်ဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်3ပင်5ပင်နောက်3ပင်5ပင်ကျွန်တော်ထိပ်စီးဆိုင်ကျွန်တော်အပိတ်ဆိုင်ဖြစ်တာပေါ့9 9 1ပေါင်းခြင်း5ဒီ3လုံးပေါင်းခြင်းက5ဖြစ်ခြင်းကြောင့်1 4 3ညပေါင်းခြင်း5ပေါ့เนาะတကယ်တော့ဒီ3လုံးပေါင်းခြင်း5ကိုကျွန်တော်ကဒီထိပ်စီး3လုံးပေါင်းခြင်းနဲ့ဒီထိပ်စီးဆိုင်ကျွန်တော်ဖမ်းတာပေါ့9 9 2ပေါင်းခြင်း2 2 9 3ပေါင်းခြင်း4 2ရဲ့လက်ခတ်4 2 4 8ပေါင်းခြင်း4 8 9ခွန်ပေါင်းခြင်း4ဒီမှာပေါင်းခြင်းတဲ့ပေါ့တင်9 1ပေါင်းခြင်းခွန်1ခွန်9ပေါင်းခြင်းခွန်ဒီမှာပေါင်းခြင်းတဲ့ပေါ့เนาะဒါလေးကသူကဒါကျွန်တော်ထိပ်စီးဆိုင်ဒါပေါင်းခြင်းဆိုတော့သူပေါင်းခြင်းအတိုင်းဆိုလို့ရှိရင်ခွန်1 5ခွန်1 5ပေါင်းခြင်း3 3ဆိုတော့3 8 5ယူထားတယ်ဒီမှာ5ရှိတယ်ဒီမှာ1ရှိတယ်9နဲ့1နဲ့ပေါင်းတော့6 3လုံးပေါင်းခြင်း3ဖြစ်အောင်ခွန်ထည့်ပြီး9နဲ့1နဲ့ပေါင်းတော့6 3လုံးပေါင်းခြင်း10ဖြစ်အောင်2ထည့်ပြီး9နဲ့1နဲ့ပေါင်းတော့6 3လုံးပေါင်းခြင်း5ဖြစ်အောင်9ထည့်ပြီးဆိုတော့ကြာဒါခွန်ထိပ်လို့2ထိပ်လို့9ထိပ်လို့ရှိတယ်အဲ့ဒီထဲမှာကျွန်တော်ကဒီမှာသူ့3လုံးပေါင်းခြင်းထဲမှာဒဲပါဝါနက်ခတ်ထဲမှာပါဝါရဲပေါင်းခြင်းမပါခဲ့ဘူးဒါပါဝါရဲပေါင်းခြင်းမပါခဲ့နော်သူရိုက်တာပေါင်းခြင်းကဒဲနက်ခတ်ဒဲဆိုတော့ဒါပါဝါရဲက3ရက်ပါဝါ10ဖြစ်တယ်3ရက်ပါဝါ10ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က3လုံးပေါင်းခြင်း10က2လာကြီးတဲ့အတွက်2ကတော့ဒူဝင်းဖြစ်တာပေါ့နော်ကျွန်တော်ပေါင်းခြင်းမူအတိုင်းဆိုရင်ဒါ3နဲ့5နဲ့ဒါဖြစ်ရမှာဒါပေါင်းခြင်းရတဲ့ဖြစ်ရမှာဆိုတော့9 1ခွန်ပေါင်းတော့3 9 1 9ပေါင်းတော့5ဆိုတော့ခွန်ထိပ်9ထိပ်က main ဖြစ်တာပေါ့နော်ဒီကောင်ထိပ်စီးဆိုင်ပြီးရင်ဒီကောင်ကျွန်တော်အပိတ်ဆိုင်ဖြစ်တယ်ဒီအပိတ်ဆိုင်ကောရှင်းပါတယ်သူကကျွန်တော်ဒီ3လုံးပေါင်းခြင်း9ကဒီ3လုံးပေါင်းခြင်း9 3ည4 5ပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်း9က9 9 5ပေါင်းခြင်း9ဒီ3လုံးပေါင်းခြင်း10ကဒီ3လုံးပေါင်းခြင်း10ဒီ3လုံးပေါင်းခြင်း1ကဒီ3လုံးပေါင်းခြင်း9ခွန်9ပေါင်းခြင်း1ဆိုတော့ဒါသူကပေါင်းခြင်းကဒဲရိုက်သွားတာဆိုကျွန်တော်ဒါပါဝါတော့နှက်ကမပါဘူးတော့ဒါမပါခဲ့တာပေါ့
တော့ဒီမှာခွန်လေး6ပေါင်းခြင်းခွန်ဆိုတော့ဒါ3လုံးပေါင်းခြင်းကျွန်တော်ကခွန်ဖြစ်အောင်ဒီမှာ2ရှိတယ်1ရှိတယ်ဆိုတော့3လုံးပေါင်းခြင်းခွန်ဖြစ်အောင်4ထည့်ပေးဆိုတော့ဒါ4ပိတ်တစ်ခုပဲရှိတာပေါ့เนาะဒီကျန်တဲ့ဒါနှစ်3ညပေါင်းခြင်းရလက်ကတော့9ခွန်ရှိတယ်เนาะ9ခွန်အပိတ်ရှိတာပေါ့စိုက်မှုတိုင်းစော့ခြင်းဒါကျွန်တော်4ထိပ်တစ်လုံးနဲ့ပဲရှိတယ်ဆိုတော့ဒီကောင်လေးကတော့ကျွန်တော်ဒါထိပ်စီးအပိတ်ကျွန်တော်တွဲထားတာပေါ့เนาะခွန်နှစ်ကိုထိပ်စီး4ခွန်အပိတ်အဲ့ထက်ပါဒါထိပ်စီးအပိတ်ကျွန်တော်ခဏတွဲထားတာတော့ဒါအကိုနည်းနည်းနဲ့စမ်းကျင်တဲ့မိတ်ဆွေတွေကခွန်လေးကိုလေးစမ်းလို့ရတယ်เนาะခွန်လေးကိုလေးကျွန်တော်ဒါနှစ်ကွက်ရှိတာပေါ့เนาะ12နာရီအတွက်ဒါကျွန်တော်3ပင်5ပင်เนาะထိပ်စီးဆက်အပိတ်ဆိုင်ပြီးရင်ကျွန်တော်4ပင်3ကတ်သွားလိုက်ပဲဗျာเนาะ4ပင်3ကတ်ကဒါကျွန်တော်ကြားတယ်ဒါထိပ်စီးကဒါ3ည5-3ကြာတာပေါ့เนาะ3ည5-3ထိပ်ကြတယ်ပေါင်းခြင်းအတိုင်းကဒါကျွန်တော်3ညနဲ့ဒါ3နဲ့အောင်အတိကမင်းကြတာပေါ့เนาะဒါကျွန်တော်ပထမကတ်ပေါင်းခြင်းဒုတိယကတ်ပေါင်းခြင်းဒီမှာတတိယကတ်ပေါင်းခြင်းပေါ့เนาะကျွန်တော်ကာလာလေးခွဲပေးထားပါတယ်เนาะဒါကျွန်တော်ရဲ့ like ကိုအများနဲ့ကြည့်ခဲ့တဲ့မိတ်ဆွေတွေအောင်သိပြီးသားပေါ့เนาะဒီ channel မိတ်ဆွေအသေးသေးကြာတော့ဒါဘာမှမသိပဲဖြစ်မှာဆိုလို့ကျွန်တော်ဒါကာလာလေးကျွန်တော်ခွဲပေးထားတယ်ပထမကတ်ပေါင်းခြင်းဒုတိယကတ်ပေါင်းခြင်းဒီမှာတတိယကတ်ပေါင်းခြင်းပေါ့เนาะပထမကတ်ဒုတိယကတ်တတိယကတ်ပထမကတ်ဒါဒုတိယကတ်ကျွန်တော်ဒီမှာဒါတတိယကတ်ပေါ့เนาะပေါင်းခြင်းလေးကျွန်တော်ခွဲပေးထားဒီကောင်ထိပ်စီဒီကောင်ကကျွန်တော်ဒါဟိုအပိတ်ဆိုင်ပေါ့เนาะဒီကောင်အပိတ်ဆိုင်ကလည်းစိုးစိုးကလိုပဲပထမကတ်ပေါင်းခြင်းเนาะ3ညဒုတိယကတ်ပေါင်းခြင်း5တတိယကတ်ပေါင်းခြင်း3ညเนาะဒါကျွန်တော်ဒါဟို12နာရီအတွက်ပေါ့เนาะ29ရက်10လ2025 12နာရီအတွက်เนาะဒီကောင်9ဆိုတော့ဒါကျွန်တော်9လေး6ဖြစ်ရမှာပေါ့9လေး6ဖြစ်မှာဆိုတော့2 1 6ပေါင်းတော့9 2 1 1ပေါင်းတော့4 2 1 3ပေါင်းတော့6ဆို6 1 3အပိတ်ရှိတယ်ဒီကောင်လေးရောက်ထိုးကွက်နော်ဒီကောင်လေးကထိုးကွက်ဒါ3ညထိပ်5ထိပ်3ထိပ်6ထိပ်1ထိပ်3 6ပိတ်1ပိတ်3ပိတ်ပေါ့နော်တော့ဒါရောအဓိက main လေးဖြစ်တာပေါ့ပဋိက6 1 3ပဋိနော်6 1 3ပဋိဒီမှာဘာကြီးပါတော့ဆိုတော့ကျွန်တော်2 4 2 9ကိုလေးပါပြီးတော့9ခွန်ထဲပေါ့နော်6 1 3ပဲနော်6 1 3နော်ဒီကောင်တော့ပယ်လို့ရ3 6 3 1 3 3ပေါ့နော်ဟောဒီကောင်လေးစမ်းလို့ရပါနော်ကျေးဇူးတင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျတော့ဒီကောင်လေးစကွန်ကြောရယူထားလိုက်ပေါ့နော်ဒါကုတဲတဲ့ကနန်းလေးပါလို့ရှင်ရွေးချယ်ပြီးကန်ဆန်းကြည့်ပါနော်ဒီလုပ်တွေကကန်ဆန်းရတဲ့လုပ်တွေဖြစ်ပါတယ်ဗျ